မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေကျေးဇူးတော်နှင့်ညီသက်ခြင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေကျွန်တော်ကျေးဇူးတော်ကြောင့်2026ခုနှစ် January လယနေ့ဆိုကျွန်တော်12ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်နေ့ရက်စံတိုင်းကြည့်ရှုသောအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့အဖဖျားနှုတ်ကပတ်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါနည်းနည်းတဲ့တမန်တရားကိုကိုရောယူဆောင်ဖော်ပြပါအခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါတခင်ယေရှုနာမအဖြစ်ဆုတောင်းလျက်ဝေငှပါれဖျားအာမင်ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေကျွန်တော်ကောင်းစဉ်တစ်ခုနားထောင်နေပါရစေဖြစ်နေသောအရာတို့ဖျားသခင်ဤအကြံစီအဲ့တော့တခါလေတင့်သက်တာမှာဖြစ်နေတဲ့အရာတွေကသင်နားမလည်နိုင်ပေမဲ့ဖျားသခင်မှာအကြံစီရှိတယ်ဆိုတာကိုနှုတ်ကပတ်တော်ကဖော်ပြပါတယ်ဥပမာနားလည်အောင်ပြောရင်တော့သင်မဖြစ်ချင်တဲ့အရာတွေတခါလေဖြစ်နေတာလည်းရှိနိုင်တယ်အဲ့မဖြစ်ချင်တဲ့အရာတွေဖြစ်နေပေမဲ့လည်းဖျားအကြံစီထဲမှာကျွန်တော်တို့ကဝန်ခံတတ်ပါကသင်ဖြစ်ချင်တာထက်ပိုကောင်းတဲ့အရာဖျားပြန်ဖြစ်ခွင့်ပေးမယ်ဆိုတာကိုလေအားပေးချင်တယ်ဒါကြောင့်ဟေရှာနဂရီကျမ်းခန်းကြီး55အငယ်9မှာဒီလိုပြောပါတယ်မိုးကောင်းကင်သည်မြေကြီးထက်သာ၍မြင့်တကဲ့သို့ငါ၏အကျင့်သည်သင်တို့၏အကျင့်ထက်၎င်းငါ၏အကြံစီသည်သင်တို့၏အကြံစီထက်၎င်းသာ၍မြင့်၏အာမင်မိုးကောင်းကင်နဲ့မြေကြီးဟာအလွန်ဝေးကွာပါတယ်ဒါလိုပဲနဲ့ဘုရားသခင်ရဲ့အကြံစီနဲ့ကျွန်တော်တို့ရဲ့အကြံစီကလည်းအလွန်ခြားနားတယ်အလွန်ဝေးကွာတယ်မတူဘူးဆိုတာတွေ့ရတယ်သင်တို့တချို့ခတ်တဲ့အရာကဘုရားတို့အကုန်လွယ်ပါတယ်သင်တို့ကြက်တဲ့အရာတွေကဘုရားသခင်လုပ်ရင်ချောင်းတယ်သင်လုပ်လို့မရတဲ့အရာအလုံးကဘုရားလုပ်ရင်တစ်ချက်တည်းပြန်ပြီးတယ်ဒါကိုပြောခြင်းလည်းဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ဖြစ်နေတဲ့အရာပေါ်မှာသင်ဟာစိတ်တက်မကြပဲနဲ့ဘုရားနဲ့သာသွားလာပါကဘုရားရဲ့အကြံစီထဲမှာသာနေတတ်ပါကသင်တို့ဘုရားသခင်ကြီးမားတဲ့အံ့ဩဖွယ်ရာကိုအကောင်းဆုံးလှုပ်ဆောင်ပြီးမယ်ဖြစ်စီမယ်ဆိုတာအားပေးခြင်းတယ်။တော့ယောသဟာသူ့အကိုရဲ့အကြံစီထဲမှာသာနေရင်သူ့ချောက်တဲ့တွင်းထဲမှာပဲသိရမှာ။ဒါပေမဲ့ဘုရားသခင်အကြံစီထဲမှာနေတော့သူကဘယင်ခံသွားဖြစ်တယ်။ယောနာဟာသင်္ဘောပေါ်ကလူတွေရဲ့အကြံစီတဲ့အတိုင်းသာနေရင်တော့သူ့ရေထဲပဲပြစ်ချတတ်ပလိုက်မှာဒါပေမဲ့သူကဘုရားသခင်အကြံစီထဲမှာနေပြီးနောင်တရတဲ့အခါငါးပိုက်ထဲကနေပြန်လဲအန်ထုတ်ခြင်းခံရပြီးသူ့အဖြစ်နိနဝီမြို့ကြီးမားတဲ့အပြောင်းလဲပြန်ဖြစ်လာတယ်ကာနာမြို့မင်္ဂလာဆောင်သူတို့သားသူတို့သမီးကသူတို့အကြံစီထဲမှာသာနေရင်စပည့်ကြီးကုံသွားရင်အဆက်ကွဲမှာဒါပေမဲ့သခင်ရှုအကြံစီထဲမှာနေလိုက်တဲ့အခါသခင်ရှုလုပ်ပေးတဲ့စပည့်ကြီးကပိုအရသာရှိပြီးအကောင်းဆုံးပြန်ဖြစ်လာတယ်။ဒါဒီကနေ့ဘုရားရဲ့အကြံစီထဲမှာကျွန်တော်နေတတ်ဖို့အားပေးခြင်းတယ်။အဲ့တော့ဒီကနေ့နံပါတ်1ဘုရားရဲ့ဘုန်းထင်ရှားဖို့မျက်စိကန်းနဲ့အမိဝမ်းထဲကနေသူမျက်စိကန်းနဲ့ယောဟန်ခန်းကြီးကိုအငယ်1ကနေ9ထိဖိုင်ဒီဖြစ်တွေ့ရ။သူ့မှာပြစ်မရှိဘူးသူမိဘပြစ်ကြောင့်လည်းမဟုတ်ဘုရားသခင်ဘုန်းထင်ရှားဖို့ကန်းတဲ့ကြောင့်သခင်ရှုကိုယ်တိုင်သူ့ပြန်မြင်အောင်လုပ်ပေးလိုက်တယ်။ဒါကြောင့်ဒီနံပါတ်1နဲ့ပတ်သက်ပြီးကျွန်တော်အများကြီးရှင်းပြခဲ့ပါပြီ။တောင်ဘဝမှာတချို့အရာတွေကဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်တဲ့အရာတွေဆိုရင်စုသာတောင်းစိတ်ရှည်ပြီးမျှော်လင့်ယုံကြည်ခြင်းနဲ့သာစောင့်ဆိုင်အချိန်တိုင်းဘုရားအကောင်းဆုံးဖြစ်စေပါဖြစ်တယ်။ဒါကြောင့်မျက်စိကန်းတဲ့သူတယောက်လမ်းလျှောက်သွားတဲ့အခါတပည့်တော်တွေကမေးတယ်သူ့ပြစ်ကြောင့်ကန်းတာလားသူ့မိချက်ပြစ်ကြောင့်ကန်းတာလားဆိုတကယ်ရှုပြောတယ်သူ့ပြစ်ကြောင့်လည်းမဟုတ်ဘူးသူ့မိဘပြစ်ကြောင့်လည်းမဟုတ်ဘုရားဘုန်းထင်ရှားဖို့ကန်းတာတကယ်ရှုကိုယ်တိုင်ပဲသူ့ကိုခေါ်ပြီးမြင်အောင်ပြန်လုပ်ပေးတယ်အဲ့မြင်အောင်လုပ်ပေးတဲ့အကြောင်းအရာတွေအချက်လက်တွေကိုလည်းကျွန်တော်အများကြီးရှင်းပြခဲ့ပြီเนาะဒါနဲ့ပြန်နှွေးခြင်းဖြစ်ပါတယ်ကဲဒီမှာနေဒုတိယချက်ကတော့ကောင်းကြီးနဲ့ဆရဖို့ဆုံးရှုံးသူကတော့ယောဘပဲယောဘဘာပြစ်မှာတော့ကြီးမားမရှိပါဘူးသို့တော်ညာလေဖယားသခင်ကိုယ်တိုင်စာရမဏတ်ကိုအခွင့်ပေးပြီးတော့စုံစမ်းမှုကိုအခွင့်ပေးလိုက်တာယောဘစာရန်ဘလောက်စုံစမ်းစာရန်သူ့အထဲကိုဝင်လို့မရအောင်နှလုံးသားထဲဝင်လို့မရအောင်ဘာလို့သူ့နှလုံးသားထဲမှာဖယားသခင်ရှိတယ်ယူဒရှကာယုတ်ကြတော့စာရမဏတ်ကသူ့နှလုံးသားထဲဝင်တဲ့အခါသခင်ယေရှုကိုငွေ30နဲ့ရောင်းစားပလိုက်တယ်။တောင်ယောဘကိုစာရန်လာစုံစမ်းပြီးစာရန်ကရှုံးပြီးပြန်ထွက်သွားတယ်။တောင်သူ့ပြစ်ကြောင့်မဟုတ်ဘူးအခြားအရာကြောင့်လည်းမဟုတ်ဘုရားသခင်ကအခွင့်ပေးလိုက်ပြီးကောင်းကြီးအနတ်စရဖို့တော့သူရှိသမျှအကုန်ကုန်သွားတာဖြစ်တယ်။ဟောဒီကနေ့သင်သက်တာမှာလည်းအချို့အရာတွေကသင်ကြီးမားတဲ့အရာအကောင်းဆုံးဖြစ်ဖို့တော့လောလောဆယ်ကုန်ခန်းသွားလဲကိစ္စမရှိဘူးဘုရားသခင်သင်ကို
Nasamaka, Piambime, so a beach. Cadini or the Maton, Tatia Diogaro, Piambon Tin Shabu, Gay Kayane. Or Piangi Bontin Shabu to Gay Jenkan, and I will so illy shaped, proper illy shape. Lia Canin and a Sata one a Sutly Pine, General Tuyam, and Canali Joe Pachene, Tomuma Bidala Mudu, Keith was in a Ludim Jurudi, Mu Dega, Toy. He would be that uno, he would be that uno who gay chai. Illy shady let you, Tarpia Queen Jane so the pier, one man knockout, Dore man Toy. Lulim Bu Lisa Neon to Gaita Lee. Lia Canin and a Sata one a Sutly. Or Illy Shega on it. Todo Keith one in the chamber. Lulimpu, Lisa Nayoga, Elisho, a weaning. No, Mati Mem pure. He would be the owner, he would be the owner's. Take beyond ye, look pure up shit. At the logic, Mati Mem look her. I see my Elishega, Torpia Quene, the Lulenigo, no? Pure come. Two Quene Biomono, Paya Quene Pioreca, I Lulimpu, Lisa Nayoga. Toriani, when man account, Twakai be through the year. I want your dog on. Or the Pipiama Elisha Bama to Gigi Mama to Ma Payane, Anera, Shida, Mahobu, Ataluji Gayakan. To Manamo, Luria do, but he lays on look. There were two Tema, Shida, Payaga, Elisha Baga, Bianjetia. Downini General Tema, Chayari Shigata, Paya Shivaga. Then the gate Doka to Yare Chima, then Yeti Mamo, Payaga, then Bakani, then Netu, account opian Yeti beam up shit. Down the Pibama, checkling the check up agent. Never did run check about it so. Elisha to a quene pioramo, Paya Namane, Piore Kama. Eddie Lisa Naya Pule. Lulim Bu Lisa Nia, but one man talk I be 3 days of you later. Or you need show Yariga, then a queen and looked at her. Payan Namane that they attention, Payan Namane Wonka. No go but Donne Wonka. Then Shima, then go Doka be the Yari, Bu lay on Piaga, look be my shit. Get one in real checker. The Lulim Bu Lisa Nayagaro, one man talk I be 3 days. That mean Eli Shero, a same time. Key the Avio, Paya, Amuro Yama, Paya, over a thong beauty. Another on Bio di Lulim Pu Lisa Nayoga, Jatan Wari, Pu Lay the Wari, the Song Wari. That mean Eli Shero, a Santine G. Twabi County Piedor. Or the anything that Tama, think what Mumu, Yakamuri, Blue Shibasi, think Payana Maneda, Amiaji, one can't approve Belur. No go at Dogu. A Jume Yongi Jetini Bubelur. Then go take the area, Pew Levy, they are a sentai, the 1 9 mumshit. Then go take the area, Jetami, they are G 12 mumshit, Pianama Bunchi Basi. Then Arvid Lumuri, no? 3 years Zakapon, she gave it. And a Bali so. Lumai de yet, the Bawaza tap. Pinya she take out yet, the yes saha, poor mingala she. Lumai de ye Pietamu, the boalo, she like Bama mingalam she would. The men Pinya she take out yet, the yes, the nita, Booby mingala she, Booby, Ganji Pietelo, David. They did Lumai lo, but he Lisa look the Lulim Bu Lisa Nea. Through Bawa, Bu Ledor. I mean, Eli she. Tuana look Shamuria, Boo Vido Vapile, Bone or Tin Shajin in Penny. I only Lulim Bu Lisa Nioga. Mati Memian look Chene, attention of you lady. Eli Shegaro, Paya the King, Chi Wambi Payabu, Wilio Gene, attention or ascendine Chitwal. Tini Loka Jima, Mati Memian Payao Pure, Amiaji she. I tell my Mapa meets in it. General Paya the King will you the leave me up, Pido. To Piago, a sent the Pia Uti Tabaga, to Paya the King, then Bacani, Yeti be mumshit. Down to a Elisha Jima Judona Mobu. At the Lujigan, that went to Bamamlo to Konobar. That went to a Tema, she de Piaga, see and Dorapshit. Down the they have Pia Bontin Shabu, a Mumu Yakamuri, Kaya, let's say them, Johnny. They a Tema, she de Piaga, Tingo, always. Look sound, be the one object. Channel the options guy.
ဖျက်ရှင်ကောင်းကြီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွတ်ကျင်ညာစရာကတော့နတ်ဖန်ကျွန်တော်တို့အင်္ဂါနေ့မြန်မာစံတော်ချိန်ညနေ3 နာရီခွဲမှာပြန်လည်တွေ့ဆုံမှာဖြစ်တယ်ဒီကနေ့ကျွန်တော် internet line အခက်ခဲကြောင့်အနေငယ်နောက်ကျမှုတို့နားလည်ပြီးဖို့မြေတ္တာရက်ခံလို့ရတယ်ကျွန်တော်တောက်ကြနေရလဲ line အခက်ခဲကြောင့်တရက်ရက်နာတာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့လဲကျွန်တော်နားလည်ပြီးဖို့မြေတ္တာရက်ခံလို့ရတယ်အနေငယ်ကြံ့ကြာမှုတို့ကျွန်တော်နတ်ဖန်ညနေ3 နာရီခွဲမှာကျွန်တော်နံပါတ်4အချက်ကိုပြန်ပြီးစင်ကြယ်မှာဖြစ်ပါတယ်ဒီကနေ့ကြည့်ရှုသူအားလုံးကိုဖယားရှင်ကောင်းချီးပေးပါစေစစ်တောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်သားတော်တန်ရှင်တော်ဘုရားတော်သုံးပါးတဆူဖျားထံတော်ပါမကောင်းချီးမင်္ဂလာဖျက်ပြသည်တေတော်အားလုံးပေါ်သို့တကောင်မြန်မာပြည်နဲ့ကဘာကြီးပေါ်သို့တကောင်ဒီကနေ့မွေးနေ့ချက်ရောက်တဲ့ကိုရသားတစ်ပင်မခင်စန္ဒာဆိုးရဲ့သားနှစ်ယောက်ရဲ့အသက်တာသားကိုကြီးနဲ့ညီညီငယ်ဖယားရှင်ကောင်းကြီးခံစားရသလိုအထူးဖြင့်ဒေါခင်ထိုက်ဒေါခင်ထိုက်ဒီကနေ့ကြာရောက်တဲ့မိုးနေမှသည်နှစ်ပေါင်းကာလအစဉ်မြဲသခင်ကရုဏာကောင်းကြီးခံစားရစေတည်းဒီကနေ့ကြည့်ရှုတဲ့ online ပရိသတ်များမှာမချမ်းမာတဲ့သူရှိရင်ချမ်းမာခြင်းနဲ့တကွမင်္ဂလာနှစ်ပတ်လည်းကြောက်တော်သူများမွေးနေ့ရှင်အသီးသီးပေါ်သို့တကောင်သူဖြင့်ဒီကနေ့မင်္ဂလာနှစ်ပတ်လည်းကြောက်တဲ့ဆက်သောမတ်နဲ့တကွဆမအီဆန္ဒဇနီးမောင်နှံရဲ့အသက်တာကျွယ်ဝတဲ့ကောင်းကြီးခံစားရခြင်းဘုန်းတော်ဝန်စားတဲ့အဖွားဒေါ်ဆာရာအသက်96နှစ်ဘုန်းတော်ဝန်စားခြင်းကြောင့်ကြံရှိတဲ့ဆမ sister Annie နဲ့တကွမိသားစုတွေအတွက်နှစ်သိမ့်မှုရခြင်းနဲ့တကွကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သူယနေ့မှစအောင်ဩဘွယ်ဂရိတော်ကောင်းချီးတို့သည်ကာလဆင်မြတ်တက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်ပြီးတွေ့ဆုံကြပါစို့I didn't have a no. I show me a name, yes I